အခုကမန်းတက်ထဲမှာလေအေးကြီးဘွာလေးနဲ့လေအဲ့ဘသူလေးတွေဟောသဘောကျတယ်ဟောတော့ဒီနေ့တအားလာတာပဲဒီကအောင်မြတ်ဆန်ကြီးကပန်းဝဲလက်ကိုမလွတ်တမ်းကိုကင်ထားမှာကိုကြည့်ရတဲ့တရားလုံးကိုရအမက်ကရမဲ့ပြစ်နေတာရှေ့ကမတုံ့တင်လုံးနေနိုင်သေးရလားပြီးမှနေနဲ့ငါနဲ့တွေ့မယ်အောင်မြတ်ဆန်ကိုတင်းအောင်လုပ်နေကြတယ်အောင်မြတ်ဆန်တင်းလာရင်ဘယ်လောက်ထိရှော့ရခတ်တယ်ဆိုတော့မသိကြသေးဘူးနဲ့တူတယ်မြစ်တာထားမဲ့ကြံတိုင်းနေအဲ့ဒီအပြုတ်မှုတွေကငါ့ကိုပြန်တင်းလာစေတယ်နော်လိုက်ရိုက်လိုက်ငါကောက်ပါတော့အရှင်လောင်းလာဝဲတာမရောင်းနိုင်ဘူးငါသားရောင်းကုန်ပစ္စည်းမဟုတ်ဘူးနေပြန်တော့ဒီနေဟာမှာဘယ်တော့မှအိပ်ပြန်မစဘူးဒီရုံမောင်ကတည်းကဒီရစခတ်တဲ့မြောင်ဘယ်တော့မှမေ့အောင်ဒီတိုင်းပဲထားတယ်ဟေးနာရီရှင်မြူပြီးလို့အသေးလိုက်ခုန်ပြီးသောကျွဲမိသားကြီးငါအလိုမဖြစ်မြောက်လို့တော့နေလေအေးနေရမယ်လို့မထင်သွားငါဒီနေရာမှာတုံးနဲ့တရားနေချင်လို့လားဘာဝနာတရားတွေဘယ်လိုရှင်ပြူလူသွားတဲ့ကောင်အောင်မြတ်ဆန်ရန်လူပဲဒီဟူဟာငါအခုချိန်မှာရှင်ပြူပေးချင်တာပဲသိတယ်စာမလေးမောင်ထဲမှာလို့စာမလေးမောင်ထဲမှာလို့လူဒီယောက်ကိုမုန်းလို့တိုင်တခါပဲသိမှာနာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာအခါခါသိမှာ